ဟေးဘာကိုကြီးဘာမှမရှိဘူးဟောဟာနေပဲနဲ့အော်နေဖြစ်တာပဲထိုင်းနေလို့ညီလေးဟ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 ေးโอ้ဘယ်ကပတ်ပဲဘာဖြစ်လို့ကပတ်ကဘာကြီးကြလို့လက်ဆက်ကတော့ကျွန်တော်ခပတ်ပတ်ချင်ငဲ့ဒါခပတ်ပတ်ပြီးပါဆိုတားတယ်မမြင်ရဘူးတဲ့မပတ်သွားနဲ့ဆိုတော့ခေါင်းနေရှင်တော့လုံးဘောင်းချင်ဒါဆိုအတိုက်ဖြစ်သွားတာပေါ့ဟောတိုင်နေဟောတိုင်မြင်ထားတာအနည်းဆုံးရဲ့လူကိုမချွေရကောင်းပါလေဟောတခြားလေးလုပ်ပြလို့ပါအစာရေးဖတ်ပြီးပါလားဝိုးစီဂျီကပတ်ကဒါကပတ်ကောရွှေသားကြီးပဲရွှေသားနဲ့လုပ်ထားတာကြည်ကန်းစုစုပေါင်းတန်ဖိုးငွေချက်ကဘယ်လောက်တော့269သိန်းခမတော်ကြီးဟေးတို့ကတော့ပညာလုံးခမကြီးနဲ့မရတော့ပဲဖြစ်တယ်ဟုတ်ခင်ဗျားတို့မယုံရင်ကြည့်တာနှစ်ပါးတော့ကြာတောင်ရှင်ကျွတ်မှာဆိုလို့ဆိုအဲ့ခမကြီးပတ်လာတော့မှာခုနကဲအဖြစ်တော့ကျွန်တော်ခဏတော့ကြည့်ကျွန်တော်ခမရှိသေးလားလို့မင်းခမကတန်ကြီးတက်လို့ခမရွှေရမလားကလက်ချက်နဲ့လက်ချက်နဲ့ကိုပဲလက်ချက်နဲ့ကိုပဲဟုတ်တယ်အဲ့လိုမျိုးဒါတော့ပြီးဒါတော့တော့ဆောက်လာတယ်အခုချင်းဆွဲထုတ်အောင်မတည်ဘူးရလားမြင်ရလားဒီကကြွားဘာဖြစ်တာလဲဟာလေအကောင်ကလို့ဘာကောင်းလို့အကောင်လို့အကောင်မထားလိုက်တော့အခုချင်းလာပြီဟေးဟိုးဟေ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 းโอ้တုံးတွင်ဟေးဝိုးဝိုးဆောင်းတွင်ဝိုးခုနှစ်တွင်ဝိုးရှစ်တွင်ဝိုးကိုးတွင်ဝိုးဆယ်တွင်တွဲညညဝိုး73တွဲဝိုးအဲ့လိုတော့ဘူးလေကျွန်တော်ကြီးကမောလာပါငါ့ကို15 စွန်းစွပေါင်းတိတ်တယ်တိုင်းပြီးတော့ရှိပါဘူးဘယ်လဲဆန်တယ်တော့တိုင်းနေပဲရှိတော့တယ်မိုက်တယ်ဘယ်လဲဆန်တယ်ကြီးလေ surprise လုပ်ပြီးတာဘယ်တော့မိုက်လဲအဲ့တော့မိုက်တယ်နော်ဒီနေ့စီပိုင်းလေးကနေပြီးတော့ပတ်ဆက်လေးထွက်လာတာဟုတ်တယ်ငါမနေ့ကျရင်ဘိုးသေးရโอ้ကျွန်တော်ခေါင်းပေါက်ချလို့ခိုင်နေအောင်လို့ကလေးချင်းပြလိုက်ကြပါလေဟောနှစ်ခုတည်းဖြစ်နေလို့လားဖျားတရားတာငါ3ခုပြေသွားလို့3ခုပြေသွားလို့ဝိုးရွှေဦးတဲ့ရွှေဦးတဲ့ကနေဟာတားရွှေဦးထားတာတော့မြင်နေပါဟုတ်ပြီโอ้နှလေးဖြစ်သွားပြီဟုတ်ပြီလားဟုတ်ပြီလေဘူးလေမရှိတော့ပါဘူးညီလေးလုံပြီလေကုန်ပြီလေလာပြီအများကြီးတယ်ပြန်ဖဲကြည့်တာအဆလာဝိုးဝိုးအမေကဇင်းတော့ဘာလို့လဲဇင်းတော့ဟဲ့တခြားတော့ရွှေကြ3လုံး4လုံး3ညဘယ်နှလုံးလုံး3လုံး6လုံး3ညနေလေ10လုံးကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်မယလေးကိုလည်းဟုတ်ကဲ့စမ်းပြပါဒါဆက်တော့ဆက်တော့ကျေးဇူးတင်ပါတယ်မယလေး surprise လို့လည်းဒီမှာကအောင်မြင်ပါသည်စတော်ပါစေစတော်ပါစေကျေးဇူးတင်ပါတယ်အမလည်းကြာသေးတယ်ဟုတ်ပြီအမတရားလေးတွဲပြီးကြပေးပါဒီလိုဒီလေးလေးကလည်းနည်းနည်းချဲပြီးမယ်အစိမ်းဝင်ဝင်လည်းအဲ့လိုရတာပြောတာငါဆုံးမပြောဘူး